ဒါဆိုဒီနေ့ကဟိတုပစ္စယောနဲ့အာရမဏပစ္စယောကိုသင်မယ်နော်အဲဆိုလိုက်ဆိုမယ်ခါရမယ်အကျဉ်းက24ပစ္စည်းအကျဉ်းကရပြီးသားဘာလို့လဲရပြီးသားဆိုဟိတုပစ္စယောအာရမဏပစ္စယောအဲ့ဒါရပြီးသားအဲ့တော့ဟိုအကျဉ်းမှာကြတော့ဟိုဟိတုပစ္စယောမှာနောက်ကတိဆိုပြီးတော့နောက်ကပါသွားမယ်နော်အဲ့တော့ဟိတုပစ္စယောတိဟိတုတံပြုတ်တကနံဓမ္မနံဟိတုတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟိတုပစ္စယေနပစ္စယောပြန်ဆိုကြည့်မယ်ဟိတုပစ္စယောတိဟိတုတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟိတုပစ္စယေနပစ္စယောနောက်တစ်ခေါက်တော့ဆိုကြည့်မယ်ဟိတုပစ္စယောတိဟိတုတံပြုတ်တကနံဓမ္မနံညာလားတံသမုဋ္ဌာနာနိသရူပနံဟိတုပစ္စယေနပစ္စယောနောက်တစ်ခုကအဲ့ဒါဆိုကောက်တော့ပြန်ဆိုကြည့်ပါဦးဟိတုပစ္စယောတိဟိတုတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟိတုပစ္စယေနပစ္စယောဖြည်းဆိုပါပြန်ဆိုမယ်ဟိတုပစ္စယောတိဟိတုတံပြုတ်တကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနံဟိတုပစ္စယေနပစ္စယောအဲ့ဒါရပြီနော်ပြီးတော့ရှင်အာရမဏပစ္စယောအာရမဏပစ္စယောတိရူပယတနံသကုဝိညာဏဓာတုယတံတံပြုတ်တကနိသဓမ္မနံတံပြုတ်တကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောအဲ့ဒါဆိုတော့ဟိုတနေ့ကဒီဟောမှာဒီဟာလေးမှာအနှစ်ချုပ်တွေ့ရေးထားတယ်ပေါ့လေအဲ့မှာဆိုရှင်တော်တော်လေးကောင်းတယ်ဟိုအတူလေးတွေမြင်ရတယ်ဒီမှာအဲ့မှာဆိုရင်
အရင်ဆုံးဒီရိုက်မဲ့လိုက်ဆိုကြည့်လိုက်ပါဒီစာအုပ်တိုင်းမဲ့လိုက်ဆိုလိုက်ဒီမှာဟိုအာရမဏပစ္စည်းရောဟိုရူပါယတနာပြီးသွားပြီနော်တတ္ထာယတနာစကုတတ္ထာယတနာသောတဝိညာဏဓာတုယသောတဝိညာဏဓာတုယတန်တံမြုတ်တကနိသဓမ္မနံတန်တံမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောအာရမဏပစ္စည်းနာပစ္စည်းယောကန္တာယတနာကာနဝိညာဏဓာတုယကာနဝိညာဏဓာတုယတံမြုတ်တကနိသဓမ္မနံတန်တံမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောအာရမဏပစ္စည်းနာပစ္စည်းယောယတာယတနာသင်္ဝဝိညာဏဓာတုယသင်္ဝဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောအာရမဏပစ္စည်းနာပစ္စည်းယောဘုဒ္ဓဘာယတနာကာယဝိညာဏဓာတုယကာယဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောအာရမဏပစ္စည်းနာပစ္စည်းယောရူပါယတနာတတ္ထာယတနာကန္တာယတနာယတ္တာယတနာဘုဒ္ဓဘာယတနာမနောဓာတုယတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောအခုကျန်သဗ္ဗေဓမ္မာမနောဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံအာရမဏပစ္စည်းနာပစ္စည်းယောယေယေဓမ္မံယံယံဓမ္မံရှိအပေါ်ကြောင်းနဲ့အောက်ကြောင်းနဲ့လွယ်သွားယံယံဓမ္မံအာရဘဆိုလေယံယံဓမ္မံအာရဘယေယေဓမ္မာဥပ္ပဇန္တိစိတ်တစေတသိကာဓမ္မာစေတသိကာဓမ္မာညဆိုစိတ်တခဏဖြတ်လေစိတ်တစေတသိကာဓမ္မာစေတသိကာဓမ္မာစေတသိက်ကြားဘူးရမလားအဲ့စေတသိလားစေတသိကာဓမ္မာစေတသိကာဓမ္မာတေတေဓမ္မာတေတံဓမ္မာနံတေတံဓမ္မာနံအာရမဏပစ္စည်းနာပစ္စည်းယောအဲ့ဆိုရင်ဒီစာအုပ်ရဆိုရှင်ငါတို့က3မျက်နှာ2မျက်နှာ3မျက်နှာ4မျက်နှာဒါစာအုပ်ကလည်းအတူလေးဖြစ်နေတယ်ပေါ့လေ5မျက်နှာနော်ဒီမှာဆိုရင်3မျက်နှာနဲ့ပြီးသွားတယ်ပြီးရတာတော့အဲ့ဒါဒီ SS ပုံမောင်းလေးရေးထားတဲ့ကျောင်းစုံရုပ်ပြပဋ္ဌာန်းနော်ဒီစာအုပ်ကလေးရှိတယ်အဲ့မှာဆိုရှင်လည်းဒီကတော့သူအချင်းချုပ်ပြီးရှင်းထားတာရှိတယ်လိုချင်းချုပ်ဒီဟိုကလည်းစက်ပစ္စည်းကိုပဲရှင်းထားတာနော်ပြီးတော့အဲ့တော့ဒီမှာလေအာရမဏပစ္စည်းရောဒီအောက်ဆုံးမှာသူကပို့ပြီးတော့အသေးစိတ်ပုံရဲ့အောက်မှာအသေးစိတ်ကလေးနဲ့ရှင်းထားတယ်ပြီးရင်ဒီမှာခုနအေတူပီဆိုလို့ရှိရင်ဒီမှာအသေးစိတ်ကလေးနဲ့အောက်ဘက်မှာပုံလေးနဲ့ရှင်းထားတယ်အဲ့ဒါဖတ်ပြမယ်နော်အေတူပီရောဆိုတာကျတော့တဲ့ H6 ပါးကြောင့်ဆိုင်ရာအကျိုးပေးခြင်း H6 ပါးဆိုတာကလောဘဒေါသမောဟရေ3ပါးလောဘဒေါသမောဟပြီးရင်အလောဘအဒေါသအမောဟ6ပါးနော်အဲ့ H6 ပါးကြောင့်ဆိုင်ရာအကျိုးပေးခြင်းနော်အဲ့ဒါကတူလေးပဲနော်နောက်တစ်ခုကကျတော့ဒီရှည်တဲ့ဟာမှာကြည့်အာရမဏပစ္စည်းရောအာယုံ6ပါးအပေါ်မြည်၍ဖြစ်ရခြင်းနော်အဲ့ဒါတော့အာယုံဘယ်နှပါးရှိရလဲ6ပါးရှိတယ်ကြားဘူးလားအစဉ်အတန်အနတ်အရသာအထိအတွေ့ပြီးဓမ္မယုံအဲ့တော့နော်အဲ့တော့အစဉ်ဆိုတာမြင်တယ်မဟုတ်ရုပ်ဆိုတယ်မြင်ရတို့အဲ့ရုပ်အစဉ်ပေါ့အဲ့ရုပ်အစဉ်အဲ့ဒါကိုပြောတယ်အဲ့ဒါမှတို့ကမျက်စိရှိလို့အဲ့ဒါမြင်ရတယ်မိတ်လိုက်လို့ရှင်ဘာမြင်ရသေးလဲဘာမမြင်အောင်အဲ့တော့အစဉ်ကဘာနဲ့တွေ့လဲအမြင်အာရုံနဲ့အမြင်နဲ့တွေ့တယ်ဟုတ်လားမျက်စိမိတ်ကြည့်လိုက်မြင်ရသေးလားမမြင်ရတော့ဘူးလေရလားအဲ့တော့အဲ့အမြင်အာရုံကိုကြတော့သူကဘာခေါ်လဲဆိုရင်ရူပယတနာဆိုရုပ်ကိုပြောတာစက္ကုဆိုတာမျက်လုံး
အဲ့တော့အစင်းကဘာနဲ့တွေ့လဲမျက်လုံးနဲ့တွေ့တယ်အဲ့လိုပြောချင်တာရုပ်ကရုပ်အစင်းပေါ့ရလားနောက်တစ်ခုကတော့တတ်တာဆိုတာအတန်အတန်နားရှိလို့ကြားတယ်ပိတ်ထားကြည့်ပါကြားတယ် ကြားတော့ ကြားတော့ရအဲ့တော့သောတာဆိုတာဒီအကြားအာယုံပေါ့နော်အဲ့တော့ တော့တပန်ဟုတ် အဲ့ဒါနဲ့မဆိုင်ဘူးဟိုကသောတာပန်ဒါသောတာပဲနော်သူချိုးစကလုံးကြီးကဒါလည်းအများကြီးတော့မသိဘူးအဲ့တော့တတ်တာခုနဟုတ်ငါပြောအစင်းအတန်အနက်အရသာအထီတွေ့ဒါတော့ဗမာလိုပြောလိုက်တာပေါ့နော်အစင်းအတန်အနက်အရသာအထီတွေ့ပြီးဓမ္မယုံဓမ္မယုံဆိုစိတ်ကဖြစ်တာပေါ့စိတ်မှာဖြစ်တာမျိုးပြောတာအများကြီးတော့မသိဘူးကငါနားလည်းတော့ရှင်းပြတာအဲ့တော့ခုနရုပ်ကဘာနဲ့တွေ့လဲအစင်းကအစင်းကမျက်စိနဲ့တွေ့တယ်တကူနော်အမြင်အောင်ဖြစ်တယ်ပြီးရင်တတ်တာဆိုတာအကြားကဘာဖြစ်လဲ ကြားအတန်နဲ့ ဒီလေမဟုတ်အဲ့အတန်ကိုဒီမှာနားနဲ့ထိတွေ့လို့ဖြစ်တာပြီးတော့ရှင်ကန္နာရနာဆိုကန္နာဆိုအနက်အဲ့တော့အနက်ကဘာနဲ့တွေ့လဲနှာခေါင်းပိတ်တာကြီးကောင်မနှံတော့ရလားခုနအစင်းကမျက်စိနဲ့တွေ့တယ်ရူပါယတနံကအစကုမာလာဖြစ်တယ်ပြီးရင်တတ္တယတနံအကြားကနားမှာဖြစ်မယ်ပြီးတော့ရှင်ကန္နာယတနံအနံကနှာခေါင်းကြောင့်နှာခေါင်းကနေမှပိုတည်တယ်ပေါ့ပြောပြီးမှဆိုတာအာယုံ6ပါးပေါ်မှာမှီရဖြစ်ရခြင်းအာယုံ6ပါးရှိတယ်ဟုတ်ပြီအဲ့တော့အစင်းရှိမယ်အတန်ရှိမယ်အနံ့ရှိမယ်ပြီးအရသာဘယ်မှာတွေ့လဲရှာမှာအင်းတကူကောင်းလားငန်လားချိုလားခါလားဖန်လားအရသာတကူရှာပဲတည်နိုင်တယ်ရလားအဲ့တော့အရသာဆိုရှင်ဘယ်ကတည်မလဲရှာတည်မယ်ပေါ့လေရလားပြီးအဲ့တော့မစားဘဲနေကလက်ထက်မှာဘာမှမထည့်တာရင်ဘာတည်လဲဘာမှမတည်ဘူးအဲ့လိုပဲအမြင်အာယုံဆိုရှင်မျက်စိကြောင့်ဖြစ်တာမျက်စိမိတ်တိုင်းဘာဖြစ်လဲဘာမှဖြစ်တော့အဲ့တော့ကိုမကြိုက်တဲ့လူတွေကိုမြင်လိုက်လို့ရှင်ကိုမကြိုက်တဲ့ညီဝင်းကိုမြင်လိုက်ကိုဒေါသမဖြစ်ဘူးလားဖြစ်တယ်ဟာနော်အဲ့မမြင်ရပါဖြစ်တယ်လေဘာမှလည်းဒေါသလည်းမဖြစ်ဘူးလောဘလည်းမဖြစ်ဘူးမောဟလည်းဖြစ်တော့โอเคအဲ့တော့ခုနအနတ်ဆိုလည်းအဲ့လိုပဲဟာနားလိုက်တာနားသောတာအတမကြတဲ့အတိုင်းစူညံမကြိုက်တဲ့အတိုင်းကြားလို့ရှိရင်မှအတန်ကြားရင်ဖြစ်လေဆိုတော့ခုနဒေါသဖြစ်တာဒါမှမဟုတ်ကောင်းတဲ့ကြိုက်တဲ့အတန်လေးကြားကြလေပျော်သွားတာလည်းရှိတာပေါ့အဲ့ပြောချင်တာအာယုန်တွေကဘက်ကအာယုန်လက်ခံကြောင့်တွေ့ပြီးကြတော့ဖြစ်တာပေါ့ဒါမုံမေကိုနားလဲအောင်ငါရှင်းပြဒီတိုင်းမင်းကတော့အခုကတော့ဒီတိုင်းပဲချက်သွားလိုက်အဲ့တော့အစင်ကမျက်စိနဲ့တိုင်ပဲပြီးရင်အတန်ကနားနဲ့တိုင်ပဲသောတာပေါ့နော်ပြီးတော့ရှင်ပြီးရင်ကန္နာအနံ့ကြတော့နှာခေါင်းနဲ့တိုင်ပဲပြီးတော့လို့ရှိရင်ရတာကြတော့ရှာနဲ့တိုင်ပဲနောက်တစ်ခုဖုတ္တပဆိုတာချီတွေ့တာခုနအစင်အတန်အနံ့အကြည့်တွေ့ရတာအစင်အတန်အနံ့အထီတွေ့နော်အထီတွေ့ဆိုဖုတ္တပဆိုဥမာဟာဒါရအေးလိုက်တာဒိုင်းရပူအေးတယ်ဟာโอเคရပူလိုက်တာမာလိုက်တာဟုတ်လားအဲ့ဒါကျန်းလိုက်တာပြော့လိုက်တာနူးညံ့လိုက်တာဘာဖြစ်လဲသိရအဲ့ထီတွေ့လိုက်လို့သိရမထီတွေ့ရင်သိမလားဆိုရင်အဲ့ဒါခန္ဓာကိုယ်ကြီးနဲ့ထီတွေ့လိုက်လို့သိရအလေးရအေးလေးတိုင်းနေလေးရပူလိုက်တာကွာဆိုတာရတဲ့လေးရပို့လာထီလို့ကိုသိနေရလေမထီရင်ကိုသိမလားမသိဘူးနော်အဲ့လိုမျိုးအခုနောက်တစ်ခုကကျတော့အာယုံ၅ပါးရှိပြီနော်အစင်အတန်အနတ်အရသာအထီတွေ့ရပြီလားအဲ့ကြတော့နာဖြစ်ပေါ်တဲ့နေရာမှာလည်းမတူဘူးပြလှမလားအစင်ကိုကြတော့ဘာနဲ့ပဲသိမလဲမျက်စိနဲ့မှသိမယ်အတတ်တာဆိုတာအတန်ကိုကြတော့ဟာအတန်ကြီးကချူလိုက်တာအေးလိုက်တာကောင်းလိုက်တာမဟုတ်ဟုတ်လားတချင်းဆွလိုက်တာကောင်းမကောင်းစူးညံညံစသဖြင့်ဘာနဲ့သိရမျက်စိမျက်ကြည့်ကိုကွက်သိတာမဟုတ်ဘူးအဲဒါကြောင့်နားနဲ့ပဲသိမယ်ပြီးရင်အနံ့ဆိုလို့ရှိရင်လည်းနှာခေါင်းထဲမှာသိမယ်အရသာဆိုလို့ရှိရင်လည်းရှာထဲမှာသိမယ်အထီတွေ့ဆိုလို့ရှိရင်လည်းကိုယ်ကာယဒီမှာကာယရပြီနော်ကာယဝိညာဏဓာတုရတယ်ရပြီနော်နောက်တစ်ခုကကျတော့အဲ့ခုန၅ခုလုံးကိုပြန်ပြီးတော့ခြုံတယ်ဒီမှာရူပါယတနံအပွားတယ်ရူပါယတနံတတ္တယတနံကန္တာယတနံယတယတနံဖုထဘာယတနံရလား၅ခုလုံးအဲ့ဒါရမနောဝိညာဏဓာတုရတာမနောမှာဖြစ်တာဟုတ်တယ်လို့မျိုးပြောချင်တာပေါ့နော်ရလားအဲ့တော့ခုနအဲ့တော့ဒီခုနအထီးတွေကိုခုနအဲ့ကြောင့်ခုနအာယုံ6ပါးအပေါ်မှာမှီဖြစ်ရခြင်းနော်ဒါခါလေးကျတော့တို့ကနောက်တစ်ခုကခုနအာယုံ6ပါးလို့ပြောကြမှာဓမ္မယုံဆိုတာရှိတယ်ဓမ္မဆိုတာစိတ်မှာဖြစ်တာကိုပြောတာကိုမကြိုက်တဲ့အကြောင်းအရာဟာဖြစ်ခဲ့တာမနေ့ကတရုပ်ဟောပေါ့နော်တင်တန်းမှာဖြစ်ခဲ့တဲ့အရာဒါပေမဲ့ကိုယ်စိတ်ကပြန်တွေးလို့ရှိရင်ပြောစရာအကြောင်းတွေပြန်တွေးဟိုမနေ့ကဖြစ်ခဲ့ဟိုတည်းမနေ့ကဖြစ်ခဲ့တာတွေလက်ပြန်ပြောင်းမနေ့ကငါပြေးသွားမှပြောစရာကြီးဆိုမျိုးရလားအဲ့တကယ်ဖြစ်နေကြဆိုမဖြစ်ဘူးအတိတ်ကစိတ်ကလာဟိုပြန်တွေးနေလို့ဖြစ်တာကြိုတွေးလိုက်တာတို့နောက်ကအကြောင်းဟိုတနေ့ကအကြောင်းတွေပြန်တွေးလိုက်တာမျိုးဆိုဟုတ်လားအဲ့တော့ကိုရှိမှာဒေါသဖြစ်ကြတော့ကိုမတွေ့ဘူးဟုတ်လားကိုမကြိုက်တဲ့လူတယောက်တွေ့လိုက်လို့ကိုဒေါသဖြစ်လိုက်တာမဟုတ်ဘူးမအဲ့အကြောင်းအရာကိုပြန်တွေးလိုက်တဲ့အခါမှာပြောစရာလေးတွေ့ရင်
ပျော်သွားလိုက်ဝမ်းနေစရာလေးတွေ့ရင်ဘာဖြစ်လဲဝမ်းနေသွားလိုက်ဒေါသဖြစ်စရာကြီးတွေ့ရင်ဒေါသဖြစ်လိုက်အဲကြောင့်ဘာလို့ပါလဲစိတ်ကိုအဲ့လိုရှောက်မသွားအောင်ဘာလို့ခိုင်းတယ်လဲတော့တရားထိုင်ခိုင်းတာစိတ်ကတည်ငြိမ်နေတော့ဒီပစ္စုပန်မှာတကယ်တမ်းအဲ့လူနဲ့ကိုမတကယ်တွေ့မနေဘူးလေအဲ့တော့မှကိုကသွားပြီးတော့ဟိုအတိတ်ကအကြောင်းပြန်တွေးပြီးကြတော့ဟိုဒီနေ့အဲ့လူကငါ့ကိုဘယ်လိုပြောထားပါညာဆိုအဲ့မျိုးကြတော့ကိုဒေါသဖြစ်စရာကြီးဒေါသဖြစ်လိုက်ပြောစရာကြီးပြောလိုက်ဖြစ်တော့ကြတော့စိတ်ကမငြိမ်ဘူးစိတ်ကမငြိမ်တော့ဒီကပင်ပန်းနေရထိုင်တာဟုတ်လားပြီးရင်တတိမိတယ်ဆိုတာဘာညာကြီးဖြစ်လာတာပေါ့ကွာအဲ့ကြောင့်တရားထိုင်တရားအထုတ်ဆိုတော့တတိလေးနဲ့နေရရပြီလားတရားဆိုဒါတော့နည်းနည်းပါအကြမ်းမြင်အနားလဲတော့ရှင်းပြငါလည်းအများကြီးမသိဘူးနော်အဲ့ကြတော့ဒီခုနဒီနှစ်ချုပ်တာလေးပေါ့နော်ပထမတရားလေးဆိုရှင်အလူယူဖန်ဒီတရားလေးဆိုတော်တော်လေးကိုဟောဖြစ်တယ်တော့ဒီမှာဆိုအချင်းချုပ်လေးပြောထားတယ်တော့ဒီစာအုပ်ထဲမှာတော်ရှိရတူอ่ะဒီစာအုပ်ထဲမှာတော်ရှိရတော့ပြီးရင်တော့မှတ်ရတာဒီမှာပြရတာပိုးလဲသွားဒီမှာခုနပြောတဲ့အာရမဏပစ္စယောတိဟုတ်တယ်နော်ဒီဖတ်ကြည့်မယ်ကြည့်မယ်ပြီးရင်ရူပါယတနာရူပါယတနာသကုဝိညာဏသကုဝိညာဏသူသကုဒီမှာပြီးရင်သူမြင်းဆွဲတာကြလားသကုရူပါယတနာသကုဝိညာဏဓာတုယတံပယုတ်တကာနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဟုတ်တယ်နော်ပြီးတော့တတ္တယတနာသောတာဝိညာဏတတ္တဆိုသောတာဖြစ်မယ်လေနော်ခုနသောတာဝိညာဏဓာတုယတံပယုတ်တကာနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဟုတ်ပြီနော်အဲ့တော့ခန္ဓာယတနာခန္ဓာဝိညာဏဓာတုယတံတမြုတ်တကနိသတံတမြုတ်တကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောရတ္တယတနာဇိဝဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဖြစ်ဖြစ်ဆိုပါနော်ပြီးတော့ရှိယတ္တယတနာပြီးသွားပြီလေပုထဘာယတနာပုထဘာယတနာကာယဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောတယ်နော်ဒါလေးတော်တော်လေးကောင်းတယ်ပြီးပြန်စားရူပါယတနာတတ္တယတနာအာယု၅ပါးလုံးပြန်ဆိုတော့တာရူပါယတနာတတ္တယတနာကန္တာယတနာယတ္တယတနာပုထဘာယတနာမနောဝိညာဏဓာတုယတံတမြုတ်တကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောဟုတ်ပြီရောတဗ္ဗေဓမ္မမနောဝိညာဏဓာတုယမနောဝိညာဏဓာတုယယံယံဓမ္မအာရဘယံယံဓမ္မအာရဘယေယေဓမ္မဥပ္ပစ္စန္တိယေယေဓမ္မဥပ္ပစ္စန္တိစိတ်တစိတတိကာဓမ္မ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 တိတိဓမ္မတိဓမ္မတိတံဓမ္မနံတိတံဓမ္မနံအာရမဏပစ္စယေနပစ္စယောအာရမဏပစ္စယေနပစ္စယောတော့ရှိတယ်ခုနအာယုံ6ပါးလုံးပြောထားဖြစ်တဲ့အတွက်အာယုံ5ပါးလုံးဒီဓမ္မယုံမှာလာပြီးတော့ထပ်ပြီးတော့ဟိုခုနပြောတဲ့စိတ်ကဘာမှမလုပ်ဘူးခုနမြင်ရမတွေ့ပေမဲ့ကြားရမတွေ့ပေမဲ့ဟိုနော်ခန္ဓာကိုယ်ပေါ့လေအနံ့ရတာမတွေ့မလို့ဆိုကုသိုလ်အကုသိုလ်စိတ်မှာဖြစ်နိုင်တယ်ဆိုတော့ပြောပြရလားခုနပြောတဲ့ရှင်းပြပြီးသွားပြီလေရလားโอเคအဲ့ဒါဆိုကြည့်ပါဦးဒီနေ့ဆောင်းမှာကြည့်ဆိုရင်ဆိုလိုက်အာရမဏပစ္စယောတိရူပါယတနာသကုဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောတတ္တယတနာသောတာဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောခန္ဓာယတနာကိုခန္ဓာဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောယတ္တယတနာဇိဝဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောပုထဘာယတနာကာယဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောရူပယတနာတတ္တယတနာယတယတနာယတယတနာပုထဘာယတနာမနောဓာတုယမနောတံတမျိုးတကနိသတံမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောတဗ္ဗေဓမ္မမနောဝိညာဏဓာတုယတံတမျိုးတကနိသဓမ္မနံအာရမဏပစ္စယေနပစ္စယောယေယေဓမ္မအာရဘယေယေဓမ္မဥပ္ပစ္စန္တိစိတ်တစိတတိကာဓမ္မတေဓမ္မတေတံဓမ္မနံအာရမဏပစ္စယေနပစ္စယောဟုတ်ပြီနော်အဲ့တော့ဒီနေ့တော့ဒီပစ္စည်းနှစ်ခုပဲပေါ့နော်ဟေတုပစ္စယောနဲ့အာရမဏပစ္စယောအဲ့ကြတော့အဲ့ဒါကိုဒီနေ့တော့ပြင်လိုက်မယ်အဲ့ဒါကိုချက်ပြီးတော့နောက်နေ့ကျတော့ထပ်ပြီးတော့အသစ်ထပ်ပြီးတော့တင်လိုက်မယ်ဒီနေ့တော့ဒီလောက်ပဲဟုတ်ပြီနော်